အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုသုံးနေတဲ့ iPhone ကိုစိတ်ချလက်ချနဲ့ safe ဖြစ်အောင်ဘယ်လိုသုံးပြရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် setting ထဲကိုဝင်ပေးပါရှင် setting ထဲရောက်ပြီဆိုရင်အောက်လေးနည်းနည်းဆွဲပြီး Face ID and passcode ထဲကိုထပ်ဝင်ပေးပါဒီနေရာမှာကိုယ့်ဖုန်းရဲ့ lock screen password လေးကိုရိုက်ထည့်ပေးပါရှင်ပြီးတော့ရင်တော့အောက်လေးနည်းနည်းဆွဲပြီး stolen device protection လေးကို on ပေးလိုက်မယ်ဆိုရင်တော့သင်ဖုန်းကိုတခြားသူတွေက Apple ID password ပြောင်းတာ Face ID passcode ပြောင်းတာဖိုင်းမှန်ပိတ်တာတွေနဲ့ iCloud logout ထွက်တာတွေကိုအလွယ်တကူမလုပ်နိုင်တော့ပဲ security ဘိုင်းကိုစိတ်ချလုံခြုံစွာအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။မတော်ဆိုင်လေးမှာဆိုရင် iPhone 11ကနေ Semi Pro Max အထိ brand new package line new connection များကိုစိတ်ကြိုက်ရွေးချယ်ဝယ်လို့ရပါတယ်ရှင်။ဖုန်းအတွက်ဆိုရင်လည်း local one ရပေးပြီးတော့ရောင်းချပေးနေပါတယ်ရှင်။မတော်ဆိုင်လေးရဲ့ official page follower ဆိုရင် follower 2 သိန်းနီးပါးရှိရဲ့ iTunes Mobile လှည့်လန်း page လေးပဲဖြစ်ပါတယ်ရှင်။ဆိုင်လေးစာလေးကတော့ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်လှည့်လန်းစင်တာရှိတဲ့လှည့်လန်းတက်လန်းလေးထဲမှာဖွင့်လှစ်ပေးထားပါတယ်ရှင်။